မင်္ဂလာပါရှင်မော်လမြိုင်မစိုးရင်တို့စာအုပ်တွေကြီးညာပြပါမယ်နော်တဦးတဲ့အလှရှင်ပိကတ်သုံးပုံမြန်မာပြန်နဲ့ပိကတ်သုံးပုံတွေကတီကရဲ့နိတရာပေါ့နော်ပိကတ်သုံးပုံမြန်မာပြန်ဒီ42အုပ်ပါတီကရဲ့နိတရာဒီ33အုပ်ပါအဲ့တော့အလှရှင်ကတော့ဦးသိန်းကျော်ထေးဒေါ်လွင်ထေးအခုဘုံတွေကိုပါကင်ညီမဖွင့်ပြပါမယ်အခုဖွင့်ပြပါမယ်အဲ့တော့မော်လမြိုင်မစိုးရိမ်နိကရဲ့နေတရနံပါတ်1ဘုံဦးသိန်းကျော်ထေးဒေါ်လွင်ထေးတဘုံကိုတဘုံတစုံကတဘုံစီတော့ဖွင့်ပြသွားမယ်နော်နောက်တဘုံကိုမဖွင့်ပြတော့ဘူးပါကင်ပိတ်ထားတဲ့အမားတို့မော်လမြိုင်ကိုဦးသိန်းကျော်ထေးဒေါ်လွင်ထေးမိသားစုကောင်းမှုမြန်မာနှစ်စန်း1ရက်နေ့ဒီမှာနော်တိကရဲ့နေတရစာအုပ်တွေဒီမှာစာအုပ်တွေဒီမှာဒါနံပါတ်2ဒါနံပါတ်1ဘုံဒီမှာနံပါတ်2ဘုံဒါကနောက်တစ်ဘုံဒါကပြီးက3ဘုံမြန်မာပြန်ဖွင့်ပြီနော်ပြီးက3ဘုံမြန်မာပြန်မော်လမြိုင်မစိုးရိမ်အကုန်မီညူတွေပါအဲ့တော့မောင်လေးသူ့ရဲ့မောင်လေးအရင်ကျေးဇူးတင်တယ်နော်မိုင်းဒီမှာပါကင်ကြီးဖွင့်ပြနေပါပြီဒါ44အုပ်ပါဦးသိန်းကျော်ထေးဒေါ်လွင်ထေးဒီမှာမိသားစုကောင်းမှုမြန်မာနှစ်စန်း1ရက်နေ့ဒါပထမဘုံဒါဒုတိယဘုံကတော့ပါကင်ကြီးကတော့မဖောက်တော့ဘူးပေါ့နော်မင်းတို့နာမည်တွေနဲ့ဒီမှာ4ဘုံအလုံးပေါင်း4ဘုံဆိုတော့အုပ်ရေဘလောက်40အုပ်ရေ80ကျော်80နီးနီးတူးရဲလှူသွားတာတူးသောအလှရှင်